ကျွန်တော်ရဲ့ Drumpedia group တွေမှာဒီမေကွန်လေးကိုတွေ့လို့ drama တော်တော်များလဲကျွန်တော်မေးမြန်းတဲ့မေကွန်လေးဖြစ်တာကြောင့်ဒီမှာအဲ့အကြောင်းလေးပြောပြချင်တယ်ဆိုတော့ trap တစ်ခုတီးမှဆိုလို့ကျွန်တော်လိုအပ်တာတွေအများကြီးပဲဒါပေမဲ့အဲ့ထက်မှာ trap drama တွေအများနဲ့ show off လုပ်ပြီးတော့3လေး3တာရှိတဲ့ Rudiman ကဘာဖြစ်မှထင်လဲ double stroke ကရိုးရိုးရှင်းရှင်းလေးလို့ထည့်ရမယ်သူ့မှာ3လို့ရတဲ့ variation တွေအများကြီးရှိတယ်ဆိုတော့ဒီနေ့အဲ့အကြောင်းလေးပြောပြချင်တယ်ဒီ right left ကိုပဲ show off လုပ်ချင်တဲ့အခါကျရင်ဒီလိုမျိုးခွဲပြီးတီးလို့ရတယ် right left right left ဒါမှမဟုတ်ထောင်လေးပေါ်မှာလည်းတောက်လို့ရတယ် crop over မှာတောက်လို့မရဘူးလား right left right left ဒါကမှ asset နေရာတွေ change ရင် inverted double stroke ကိုတောက်လို့ရတယ် right left right left တခုပြောပြကြတယ်ဒီ Drumpedia ဆိုတဲ့ group တွေကကျွန်တော်မေးချင်တဲ့မေးခွန်းတွေကိုဒီထဲမှာလာပြီးတော့မေးလို့ရတယ်ဒါရိုက်လာမေးရတဲ့ဒီမှာရေးလိုက်လို့ရှိရင်တခြား drama တွေလည်းမြင်ရတယ်ဆိုတော့အားလုံးဝင်ပြီးတော့ဆွေးနွေးလို့ရတာပေါ့လေဆိုတော့လာမေးနော်